တစိမ့်တယောက်ကိုယုံကြည်မိရကနေငရဲခန်းနဲ့ရောက်သွားခဲ့ရတဲ့မိန်းကလေးနှစ်ယောက်လူမဆန်တဲ့တရိษံတွေရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရတဲ့သူတို့ရဲ့ကံကြမ္မာကဘလို့ချစ်လာမလဲဒီနေ့မှာတော့ The Last House on the Left ဆိုတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးသွားမှာပါဇလန်းဆာမှာရဲတွေကိုတတ်ပြီးထပြေးလာတဲ့ပကြမ်းတို့လူသက်သမားအဖွဲ့ဟာ Jet ဆိုတဲ့ကောင်လေးကိုအသုံးချပြီး Mary နဲ့စပယ်တို့တငယ်ချင်းနှစ်ယောက်ကိုဖမ်းဆီးလိုက်ပါတယ်တောနဲ့ထဲမှာစပယ်ကိုရရက်ဆက်ဆက်တပ်ဖြတ်လိုက်ပြီး Mary ကိုတော့လူမဆန်တဲ့နီးမျိုးစုံနဲ့အဓမ္မပြုကျင့်နှိပ်စက်ကြပါတယ်။ Mary ဟာတနက်တရားနဲ့ရေကန်လေးကိုခုန်ချပြီးထွက်ပြေးရပါတယ်။ဒါပေမဲ့ကန်ဂျမာကအရန်ကိုရက်ဆက်ပါတယ်။လူသက်သမားပကြမ်းတို့အဖွဲ့ဟာမိုးခိုးဖို့အတွက်အိမ်တအိမ်ကိုရောက်သွားခဲ့ကြတယ်။အဲ့ဒီအိမ်ကတော့သူတို့နှိပ်စက်ခဲ့တဲ့ Mary ရဲ့မိဘတွေဖြစ်တဲ့ John နဲ့တဲတဲမတို့ရဲ့အိမ်ဖြစ်နေတာပါ။ဒဏ်ရာတွေနဲ့အိမ်ရှိကိုရောက်လာတဲ့သမီးဖြစ်သူကိုမြင်လိုက်ရတဲ့အချိန်မှာမိဘနှစ်ပါးရဲ့ရင်ထဲမှာမိတောက်တွေစတင်လောင်ဝိုက်လာပါပြီ။သူတို့ကြွေးမွေးပြုစုထားတဲ့ဧည့်သည်တွေဟာသူတို့သမီးကိုဖျက်ဆီးခဲ့တဲ့တရိษံတွေမှထိသွားတဲ့အခါမှာတော့တုံလို့ခြောက်ချားဖွယ်လက်စားချေမှုကစတင်ပါပြီ။ဆရာဝန်ဖြစ်တဲ့ John နဲ့ဇနီးဖြစ်သူတဲတဲမတို့ဟာအရင်ဆုံးမောင်မတ်ကိုချောင်ပိတ်ဖမ်းလိုက်ပါတယ်။လက်ကိုအသားကျိတ်ဆက်ထဲထည့်ကြည့်ပြီးဥကောင်ကိုတူနဲ့ထူးနက်ကအသေးစီရင်လိုက်ပါတယ်။အဲ့ဒီနောက် Sess ကိုလည်းတနတ်နဲ့အနီးကပစ်တက်လိုက်ပါတယ်။ဒါပေမဲ့အဓိကတရားခံပကြမ်းအတွက်ကတော့တနတ်နဲ့ပြစ်တက်ယုံနဲ့အားမရနိုင်ပါဘူး။ဂျွန်ဟာပကြမ်းရဲ့အကြောတွေကိုဓာတ်နဲ့ဖျက်ပြီးတကိုယ်လုံးလှုပ်မရအောင်အရှင်လက်လွှမ်းထားလိုက်ပါတယ်။အဲ့ဒီနောက်အသက်ရှည်သားစာပကြမ်းရဲ့ဥကောင်ကို microwave ထဲထည့်လိုက်ပါတယ်။မီးခလုတ်ကိုဖွင့်လိုက်တဲ့အချိန်ပကြမ်းရဲ့ဥနောင်ထဲကဥနောင်တွေဟာတဖြည်းဖြည်းစူပွက်လာပြီးဝုန်းလနဲ့ပေါက်ကွဲထွက်သွားတဲ့အထိရိတ်ရက်ဆက်ဆက်လက်စားချေလိုက်ပါတော့တယ်။မိဘနှစ်ပါးရဲ့မေတ္တာဟာသမီးအသက်ဆိုရင်ဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုတာဒီဇလန်းလေးကတက်သေးပြနေတာပါဒီဇလန်းလေးကိုသဘောကျရင် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်